နဲ့မယုံတော့ဘူးကင်းရမကြီးနဲ့မယုံတော့ဒါရဲ့ဖိတ်တော်လက်ခံလို့ပြောတယ်ဆောက်တော့နေတော့ဘုံကျဲမယ်ရင်းချိုင်းနဲ့ပတ်သက်ရင်ကျွန်တော်မခေါ်ဖို့ကျွန်တော်ပြောထားတယ်ကျွန်တော်ရင်းချိုင်းနဲ့ပတ်သက်မဆွေးနွေးဘူးမင်္ဂလာပါကကျွန်တော်ဒီတစ်ခါဆဲလုပ်ပြပါကတော့ technique ဆိုဘုံကျင်းမေပြောရတဲ့ဘူလဲလက်ဆွေပြီးရင်ငင်းဆိုင်ရေးဆိုရင်သူနဲ့လာမဆွေးနေနဲ့လို့ပြောထားတဲ့ဘူလာလက်ဆွေကဘုံကျင်းမေအကြောင်းတွေငင်းဆိုင်ရေးမဆွေးနေဘူးဆိုတဲ့အကြောင်းတွေကိုဘယ်လိုပြောထားလဲကျွန်တော်နဲ့အတူတွားကြည့်ရအောင်သမရာကြီးငင်းဆိုင်ဆွေးနေဖို့ EO တွေခေါ်တယ်ရက်တရားအတွင်းမှာဆွေးနွေးရအောင်ပြီးရတဲ့အလင်းဝင်ကြအဲ့ဒီအချိန်မှာချင်းလဘုံကသူလက်မခံလို့ပြောတယ်လက်မခံလို့ဘာလုပ်လဲဘုံကျဲပဲ KNU ကသမရာကြီးရဲ့ဖိတ်ခေါ်မှုကိုလက်မခံလို့ပြောတယ်ဆောက်တော့နေတော့ဘုံကျဲပဲပြီးရင် ABSDF ကနည်းနည်းပဲကြံတော့တယ်နှစ်ယောက်နဲ့တစ်ပိုင်းပဲကြံတော့တယ်သူတို့ဒုံမပါနေအဲ့ဒီဖွဲ့လက်မခံပြောတယ်လက်မခံဆိုတော့သူတို့ဘာလုပ်လဲဘုံကျဲပဲကြားတပုံကတင်းချိုင်းဆွေးနွေးတာကိုလက်မခံအောင်လို့ပြောတယ်လက်မခံရင်ဘာလုပ်မလဲပုံကျဲပဲသူတို့နဲ့မပူပေါဘူးဆိုသူတို့ပြောတာကိုလက်မခံဘူးဆိုရင်မြန်မာပြည်နဲ့အကုန်လုံးကိုပတ်ပြီးတော့ဘုံကျဲမှာပြောနေတာပဲเนาะပြီးတော့ငင်းဆိုင်နဲ့ပတ်သက်ရင်ဘာလဲပြောထားလဲခဏကြည့်ရအောင်ငင်းချိုင်းနဲ့ပတ်သက်ရင်ကျွန်တော်မခေါ်ဘူးကျွန်တော်ပြောထားတယ်ကျွန်တော်ငင်းချိုင်းနဲ့ပတ်သက်မဆွေးနွေးဘူး။ဘာလို့ဆိုတော့ကျွန်တော်အရင်တစ်ခါပြောမှုသလိုပဲကျွန်တော်တို့ရဲ့ရဲဘော်တွေရဲဘက်တွေအရာရှိတွေညီကိုတွေဒါတွေကိုပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်ထားတဲ့လူတွေကိုကျွန်တော်မဆွေးနွေးနိုင်။ကျွန်တော်အပြတ်ချတဲ့အဖွဲပဲ။ကျွန်တော်မယုံရင်ဟောလွတ်တော်ထဲမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုမဲခွဲကြည့်လိုက်။အပြတ်ချမလားညှိမလားလို့မေးလိုက်အပြတ်ချမဲ့အဖွဲကြီးပဲ။ဒီတငယ်ချင်းတို့ကြားတဲ့အတိုင်းပါပဲဘုံကျင်းနဲ့အကြောင်းတွေငင်းဆိုင်ရင်မဆွေးနေဘူးဆိုတဲ့အကြောင်းတွေကိုဘယ်လိုပြောသွားရဲဆိုတာကိုဒီရှင်တို့ကြားတဲ့အတိုင်းပဲเนาะအခုတော့သူလေတံပြောက်သွားပြီခင်ဗျတရှင်ကငင်းဆိုင်ရေးဆိုလာမဆွေးနဲ့ပြီးရင်ကြည့်မယ်ပုံကြည့်မယ်ပြောနေတဲ့ဒီကအခုတော့လေတံကပြောက်သွားပြီခင်ဗျအမျိုးပဲเนาะကဲဘယ်လိုပြောက်သွားအခုကဘယ်လိုဖြစ်သွားလဲဆိုတာကိုကျွန်တော်နဲ့အတူတွားပြီးတော့ကြည့်အောင်ကျန်တာတော့ကျွန်တော်တို့ဟိုဆဆကာဝါကသူကဘန်ကောက်မှာသူက EE တို့နောက်တော့ KIA တို့ချင်းတဘုံ CNF တို့နောက် NUG ပါတဲ့ PDF အုပ်စုတွေပေါ့နော် CRPH ဘာညာအဲ့ဒါတွေနဲ့ဆွေးနွေးပြီးတော့ကျွန်တော်တို့တမရကြီးနဲ့မနေ့ကလာတွေ့ပြီးတော့သူငင်းချိုင်းရေးအတွက်ဂျာဝင်ဆောင်ရွက်လိုပါတယ်လို့ပြောတယ်ဗျအဲ့တော့ဘလို့ဒီအခင်းချင်းတွေလာအောင်မလဲတော့မသိဘူးအဲ့တော့ကျွန်တော်တို့နဲ့အဆက်အသွယ်မလုပ်တာ EE ရဲ့ KIA ရဲ့လက်ချင်းဘုံရဲ့ NUG PDF ဒီပေါ့နော်သူတို့ကအခုစစကာဝါကိုလွတ်လိုက်တာလားပေါ့နော်သူကညှိခြင်းလို့ပေါ့နော်အဲ့သဘောတော့ရှိတယ်အဲ့တော့ကျွန်တော်တို့ကသတိကြီးစွာထားပြီးတော့ဆောင်ရွက်ရမယ်ထင်တယ်စစကာဝါကတော့သူကတော့ငွေကြေးတက်နိုင်တဲ့အတိုင်းပြီဆိုတော့ဒုက္ခတွေကိုပေးမယ်ကမ်းမယ်ပေါ့ဗျာစီပီဒုက္ခတွေကိုပေးမယ်ကမ်းမယ်နေထိုင်ရေးအတွက်ဆွေးနွေးမယ်သူလည်းတန်တဲ့သမျှဝင်လုံးမယ်သူကတော့အစင်လာလည်းရှိပါတယ်သူကောင်းလည်းကောင်းပါတယ်သူမြန်မာနိုင်ငံမှာထားတဲ့သဘောထားကလည်းသူကမှန်ပါတယ်နိပွန်မြန်မာဖောင်ဒေးရှင်းရဲ့သူကနာယကကြီးပေါ့နော်သူရတက်လည်းကြီးပါတယ်ဒါပေမဲ့သူလောက်တာကိုင်းတာတွေလည်းကောင်းပါတယ်ကြိုးစားပါတယ်ရှေးရှောက်ဖို့တိုက်တွေခိုက်နေကြတာနဲ့စာရင်တော့ညှိတာတော့ကောင်းဆုံးပေါ့လေရဲဘော်တွေအသက်မပေးရဘူးပေါ့နော်နှစ်ဖက်လုံးကအသက်ပေးရတယ်ဆိုတာကိုယ်နိုင်ငံသားတွေရှိပဲလေကဲခုမှကိုယ်နိုင်ငံသားလို့သိကြလားနှစ်ချောင်းလေးရှိပြီအစားကလေးကမသိဘူးလားလူနေရွာတွေကိုဘုံကျဲတယ်ရှာတင်ကြောက်တယ်ဘုံကျဲတယ်ဖောင်းကြီးကြောက်တယ်ဘေးဘုံကျဲတယ်တာသနင်ကအဆောင်းတွေဘုံကျဲတယ်ရက်ွက်တွေဘုံကျဲတယ်အဲ့ဒါကိုယ်နိုင်ငံသားတယ်မဟုတ်ဘူးလားအခုမှပဲကိုယ်နိုင်ငံသားဆိုတာသိကြလားအဲ့ဒါကျွန်တော်တို့က EAO တွေကိုပြောချင်တာကျွန်တော်တို့သူတို့ကဂျီနိုဆိုက်လို့ပြောတာတကယ်တမ်းဗမာဂျီနိုဆိုက်ဗမာတွေကိုဒုတုံးဟိုတက်ဖြတ်ဖို့တော်ရနေတာလားခါလေးကြထင်ရတယ်အဲ့ဒါတွေကိုမဖြစ်အောင်
ဖြေလျှော့ဆောင် ကဲတငယ်ချင်းတို့အနေနဲ့ခုနှစ်တစ်မျိုးတော့ကြတစ်မျိုးစကားကိုအမျိုးမျိုးဘလောက်ပဲပြောနေတယ်ဘူးလားစီစကားကိုဘလို့ကောင်းတာပြီးဘလို့အမြင်ရှိလဲဆိုတာကိုမရေးပြီးတော့ပြောတော့ကြပါအောင်လို့ကျွန်တော်လေးပေးလေးကိုလည်းလိုက်အန်ကိုလေးလောက်ထားကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုလေးတွေတင်ပေးသွားအောင်မှာမို့လို့ like and follow လေးလုပ်ထားပါအောင်နော်